တခါတရံတန့်စင်ကန်ရေအိမ်သွားတဲ့အခါစီးထဲမှာအမြုပ်တွေတက်နေတာကိုမိတ်ဆွေမြင်မှုပါသလားတချို့ကဒီအရာဟာအရေးမကြီးဘူးလို့ထင်မြင်သလိုသတိမထားမိပဲအမှတ်တမဲ့ဖြစ်ခါလစ်လျူရှုထားတတ်ကြပါတယ်ဒါပေမဲ့တခါတလေမှာဒါဟာကိုယ်ခန္ဓာအချက်ပြနေတဲ့ကျန်းမာရေးသတိပေးချက်တစ်ခုဖြစ်နေနိုင်ပါတယ်ဒီလိုစီးသွားတဲ့အခါအမြုပ်ထရတဲ့အကြောင်းများစွာရှိတဲ့အထက်ကအရင်ဆုံးစိုးရိမ်စရာမလိုတဲ့အကြောင်းတွေကိုပြောပြပေးချင်ပါတယ်စီးသွားတဲ့အခါစီးကိုအမြန်အားပြင်းပြင်းနဲ့ထုတ်လိုက်တဲ့အခါစီးဟာအိမ်သာခွက်ထဲကရေနဲ့ထိပြီးအမြုပ်ဘဘယ်လေးတွေဖြစ်လာတတ်ပါတယ်ခွက်ထဲကိုရေလောင်းထည့်လိုက်သလိုမျိုးပါဒီအမြုပ်လေးတွေဟာချက်ချင်းပြန်ပြောက်သွားတယ်ဆိုရင်ဒါဟာပုံမှန်ဖြစ်ပြီးမကြာခဏမဖြစ်ဘူးဆိုရင်စိုးရိမ်စရာမရှိပါဘူးဒီလိုမှမဟုတ်ပဲစီးသွားတဲ့အခါအမြုပ်တွေများပြီးအတော်ကြာတဲ့အထိမပြောက်ဘူးဆိုရင်တော့သတိထားဖို့လိုပါပြီကြည့်ရှုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘ ഹു တုဒဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမို့ The Brihat Channel လေးကို Like and Subscribe လုပ်သွားပေးပါဦးခင်ဗျာစီးထဲမှာအမြုပ်ထရခြင်းနောက်တစ်ချက်ကတော့ရေတောက်နေခြင်းကြောင့်ပါကိုယ်ခန္ဓာမှာရေဓာတ်မလုံလောက်တဲ့အခါစီးပြစ်လာတတ်ပြီးစီးသွားတဲ့အခါအမြုပ်တက်ဖို့ပိုပြီးဖြစ်လွယ်ပါတယ်ဒါကိုလည်းရေမများတောက်ခြင်းဖြင့်လွယ်ကူဖြေရှင်းနိုင်ပါတယ်ဒါပေမဲ့စီးသွားတဲ့အခါအမြုပ်တွေကများပြီးအတော်ကြာတဲ့အထိမပြောက်ဘူးဆိုရင်တော့ဒီလိုဖြစ်ရတဲ့အဓိကအကြောင်းရင်းတစ်ခုကတော့စီးထဲမှာပရိုတင်းပါလာတာကြောင့်ဖြစ်ပါတယ်ဒီလိုဖြစ်လာတာကို proteinuria လို့ခေါ်ပါတယ်ဒါဟာမိတ်ဆွေရဲ့ကြောက်ကက်စတင်ပျက်စီးနေပြီဆိုတာကိုပြသတဲ့လက္ခဏာပဲဖြစ်ပါတယ်ကြောက်ကက်ဟာသွေးကိုတန့်စင်ပြီးတဲ့ကိုယ်ခန္ဓာအစိတ်ပိုင်းဖြစ်ပြီးသူ့ရဲ့လှုပ်ဆောင်မှုပုံမှန်မဟုတ်တော့တဲ့အခါပရိုတင်းတွေကိုသွေးထဲမှာထိန်းမထားနိုင်တော့ပဲစီးထဲကိုစိတ်ဝင်လာတာပဲဖြစ်ပါတယ်ဒီလိုအခြေအနေမျိုးမှာစီးထဲကအမြုပ်တွေဟာဆက်ပြအမြုပ်ကဲ့သို့ဖြစ်ပြီးဒီအမြုပ်တွေဟာတော်တော်ကြာကြာမပြောက်ပဲရှိနေတတ်ပါတယ်နောက်ထပ်ဖြစ်နိုင်ခြေအကြောင်းရင်းတစ်ခုကတော့စီးလမ်းကြောင်းကူးစက်ရောဂါကြောင့်လည်းဖြစ်တတ်ပါတယ်ဒီလိုမျိုးကူးစက်ရောဂါကြောင့်ဆိုရင်တော့စီးပူတာစီးသွားတဲ့အခါနာကျင်တာနဲ့စီးရနံ့ပြင်းလာတတ်တာမျိုးဖြစ်ပါတယ်ဒါအပြင်စီးကျူရောဂါခံစားနေရသူတွေမှာလည်းစီးကျူရောဂါကြောင့်စီးအမြုပ်တက်နိုင်ပါတယ်အထူးသဖြင့်သွေးရင်းတကြားဓာတ်ကိုမထိန်းချုပ်နိုင်တော့တဲ့အခါတွေမှာဖြစ်တတ်ပါတယ်ဒါဟာကြောက်ကပျက်စီးတဲ့အဆင့်ကိုရောက်ရှိနေတဲ့အခြေအနေမျိုးပဲဖြစ်ပါတယ်ဒါဆိုဘလို့အခြေအနေမျိုးမှာဆရာဝန်နဲ့ပြသင့်တယ်လဲဆိုပြီးတွေးမိကြပါပါစီးသွားတဲ့ခါတိုင်းစီးအမြုပ်ဖြစ်နေတာမျိုးအမြုပ်များပြီးချက်ချင်းပျောက်သွားတာမျိုးမဟုတ်ဘူးဆိုတဲ့အခါစီးအရောင်ပြောင်းပြီးစီးအနှံ့ပြောင်းလာတဲ့အခါမျိုးခြေထောက်မျက်နှာများဖောရောင်လာခြင်းမျိုးနဲ့ပင်မနှွမ်းနဲ့လွယ်လာတာမျိုးဖြစ်လာတဲ့အခါမပေါ့ဆပဲဆရာဝန်နဲ့ပြသဖို့လိုအပ်ပါတယ်ဒီလိုမျိုးစီးအမြုပ်ထခြင်းဟာတခါတလေပုံမှန်ဖြစ်နိုင်ပေမဲ့မကြာခဏဆိုသလိုဇက်တိုက်ဖြစ်လာရင်တော့ယောဂတစ်ခုခုကြောင့်သတိပေးလက္ခဏာဖြစ်နိုင်ပါတယ်။ဒါကြောင့်ကြိုတင်ကာကွယ်တဲ့အနေဖြင့်ရေများများတောက်ခြင်းမိမိခန္ဓာကိုယ်အခြေအနေများကိုသတိထားစောင့်ကြည့်ခြင်းမျိုးနဲ့လိုအပ်ရင်ဆရာဝန်နဲ့ကျန်းမာရေးဆိုင်ရာအကြံပြုချက်များဆွေးနွေးတိုင်ပင်သင့်ကြောင်းတင်ပြလိုက်ပါရခင်ဗျာ။